တနင်္ဂနွေနေ့ည7:00နာရီမှာကစားမဲ့ Chelsea နဲ့ Arsenal တို့ရဲ့ London Derby ခန်းပွဲအားလုံးပဲမင်္ဂလာပါ Ganavas ကနေကြိုဆိုလိုက်ပါတယ်အဆင့်သစ်နဲ့အဆင့်နဲ့တို့ရဲ့ London Derby ဖြစ်တာကြောင့်ပြန်ဆိုင်မှုပြင်းထန်မဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ် Arsenal အသင်းပါ Bayern Munich အသင်းကိုအနိုင်ရခဲ့ပြီး Chelsea အသင်းကလည်း Barcelona အသင်းကိုအနိုင်ရခဲ့ပါတယ်အခုလက်ရှိအခြေအနေကနှစ်သင်းစလုံးအရှင်အဟုန်ကောင်းနေပါတယ် Arsenal အသင်းနဲ့ Chelsea အသင်းတို့နှစ်သင်းစလုံးရဲ့နောက်ဆုံး9ပွဲရလမှာ4ပွဲနိုင်တပွဲတည်းနဲ့ခြေစွမ်းတူနေပါတယ်နှစ်သင်းစလုံးရဲ့ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး9ချိန်မှာ Arsenal အသင်းက3ပွဲနိုင်2ပွဲတည်းရထားပါတယ် Chelsea အသင်းရဲ့အင်ကွင်းမှာကန်ရတဲ့2နှစ်ဆက်တိုက်တည်းရထားပါတယ် Chelsea အသင်းရဲ့ Lavia, Colwill နဲ့ Esugo တို့တန်ရာကြောင့်လွဲခေါ်ဖို့ရှိပါတယ် Arsenal အသင်းကတော့ Trossard, Gregorius, Havertz နဲ့ Jesus တို့တန်ရာဖြစ်သနာကြောင့်လွဲချော်အောင်မှာဖြစ်ပါတယ် Arsenal အသင်းဟာ Brentford, Aston Villa တို့လို London Derby ပွဲစဉ်ထပ်ကစားဖို့ရှိပေမဲ့ Chelsea အသင်းကတော့ Leeds United, Bournemouth တို့နဲ့ကစားရမှာဖြစ်တာကြောင့် Arsenal ထက်ဆိုင်ရင် Chelsea အသင်းကပွဲစဉ်ချောင်နေတယ်လို့ထင်ပါတယ် Arsenal အသင်းကတွင်းဂိုး24ဂိုးနဲ့ Chelsea အသင်းကတွင်းဂိုး23ဂိုးတို့ကိုစီဂိုးသွင်းနိုင်တဲ့အတွက်ကြောင့်နှစ်သင်းစလုံးရဲ့တိုက်စစ်ကိုစောင့်ကြည့်ရအောင်မှာချက်ပါတယ်ညီကိုတို့မိမာတော့ဒီပွဲမှာဘသူကနိုင်သွားမယ်လို့ထင်ပါတယ်လေ comment မှာဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း follow နဲ့ subscribe လုပ်ပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်